ခုပြသနေသောအစီအစဉ်ကို main sponsor အဖြစ် Pons မှကူညီပံ့ပိုးထားပါတယ်။ Pons White Beauty Cream အသစ်ဖြူစွန်ဝန်းပါတဘာဝပန်းနုရောင်အလှဆိုရဝန်ထမ်းများရှိတယ်ရှင်ရှိခဲ့တယ်ရှိခဲ့ဘူးလေဒါပေမဲ့အခုတော့မရှိတော့ပါဘူးအလုတ်ထုတ်ပစ်လိုက်ပြီဘာဖြစ်လို့အလုတ်ထုတ်ပစ်လိုက်တာလဲညီမရဲ့ကျွန်တော်လည်းသိခွင့်ရှိပါစာရိတ္တမကောင်းလို့ထုတ်ပစ်လိုက်တာဒါနဲ့ကိုတေစာသူ့သိလို့လားမှန်တိုင်းပြောရရင်ဒီဇိုင်းကိုရမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်မသိခဲ့ရုံမှန်ပါဗျာရှင်အမေရိကန်ဆိုရင်ညီမအကိုကိုပွင့်ပွင့်နေနေပြောပြခဲ့တင်တယ်အကိုတို့ကုမ္ပဏီကမောင်ရွှေဆိုတဲ့ကောင်လေးနဲ့ညီမတို့ကုမ္ပဏီကလင်းခန့်နေတာတငယ်ချင်းတွေကွာလင်းခန့်ကညီမတို့ကုမ္ပဏီကဒီဇိုင်းကိုခိုးတယ်ပြီးတော့အကြီးစီကကျန်မင်းရှိမှာစကတ်ဆွဲတယ်ဒီဇိုင်းလေးကိုနည်းနည်းလေးပြန်ပြောင်းတယ်အဲ့ဒီပြောင်းလို့ရလာတဲ့ဖက်နက်ဒီဇိုင်းတွေကိုမောင်ရွှေကိုပေးတယ်အကူကမောင်ရွှေစီကနေရခဲ့တာကွာပွင့်လင်းပြောရရင်တော့ကျွန်တော်ရဲ့ပေါ်ရမှုတွေအများကြီးပါပါတယ်ဗျာတခုလောက်မေးမယ်နော်ဒေါခင်မမဆိုတဲ့သူရောတိလားဒေါခင်မမကျွန်တော်မသိဘူးဗျာသူကဒီကိစ္စနဲ့ပတ်သက်မှုရှိနေလို့လားမဟုတ်ပါဘူးဒီတိုင်းပဲမေးကြည့်လိုက်တာပါဘာပဲဖြစ်ဖြစ်ပါလေအခုလိုမျိုးပုံဝင်လင်းလင်းပြောပြရတဲ့အတွက်ကျမကိုတေစာကိုအရင်ကျေးဇူးတင်ပါတယ်ပြီးတော့ကျမကိုတေစာကိုအရင်နဲ့အားနာမိတယ်ပြီးတော့ကျမကိုတေစာရဲ့ယူတောင်းမှုကိုစော်ကားတယ်လို့ဖြစ်သွားတယ်အဲ့အတွက်လည်းကျမတောင်းပန်ပါတယ်နော်ဟောအဲ့လိုမဟုတ်ပါဘူးဗျာကျွန်တော်ကတော့အားနာရအောင်ပါအားလုံးကကျွန်တော်ရဲ့ပေါ်ရမှုကြောင့်ဖြစ်ခဲ့တာပါကျွန်တော်ညီမကိုဘယ်လိုတောင်းမှန်းတော့မသိတော့ပါဘူးဗျာတကယ်ကြောက်လေအဲ့ရုံကပြဿနာကြီးကြောင့်ကျမတို့တော်တော်ဒုက္ခရောက်ခဲ့ရတယ်ရန်လည်းဝမ်းနေမနေပါနဲ့ပန်းတို့ရယ်စိတ်ကိုခိုင်ခိုင်ထားပါအခုလိုအချိန်မှာပန်းတို့ကပို့ပြီးတော့အားတက်တွေမွေးရအောင်ပါလေ
ဟုတ်ရင်ပန်းတို့ရဲ့မိဘတွေဘယ်လိုစိတ်အေးနိုင်ပါလဲမုံနေရနော်အိမ်ထဲဝင်ကြမယ်နော် ပန်းတို့မဝင်ရှင်သေးဘူးကိုသူရဲ့ဒီနေ့ပန်းတို့စိတ်တွေအရင်ရှုပ်နေတယ်ဒီတခါတော့ပန်းတို့စိတ်ရှိတဲ့အတိုင်းပဲနေပြရစီကိုသူရဲ့ပန်းတို့လေပန်းတို့ရဲ့မိဘကိုအရင်တွေးချင်နေကြတာကိုသူရဲ့ပန်းတို့ဟိုးရဲ့လေမိဘနဲ့နေရဲ့အချိန်ကတိတ်မရှိခဲ့ဘူးဒါပေမဲ့ဒီတခါတော့အရင်ဆိုးလို့မှကိုသူရဲ့အခုတပဝါလောင်အတွက်နှုတ်ဆက်သွားဘာလို့မနှုတ်ဆက်ခွင့်လည်းမရှိခဲ့တွေ့ခွင့်တော့မရှိခဲ့ဘူးမရှိခဲ့ဘူးကိုသူပန်းတို့ရဲ့မဟုတ်ပါနဲ့ကိုလည်းဘာလုပ်ပေးရမယ်မသိတော့တော်နော်မုံနေရနော်ဘာလို့နော်မျက်ရည်ရွေးရဘာလို့ဘာဆက်လုပ်ရမလဲကိုသူကိုသူဘာဖြစ်တာလဲ မျက်နှာပြောင်ပြ မျက်နှာပြောင်နော် မိန်းကလေးတွေဟိုနေအဲ့လိုမျိုးမျက်နှာပြောင်ပြရတယ်တဲ့အဲ့ဒါကြောင့်ပန်းတို့ရီအောင်လုပ်ပေးရ ဘာဖြစ်လို့လဲ တော်ပြီအောင် ဘာလို့လဲ ပန်းတို့ရီလို့လေ ဘာမှမသိဘူး ဟိုလေပန်းတို့ကအဲ့လိုမျိုးအခုဘေးမှာအဲ့လိုငူနေတော့ဘယ်လိုဘာလုပ်ပေးရမယ်မသိတော့အဲ့ဒါကြောင့် အမေကိုသူလေးပဲပဲလို့နေရာမှာဝင်ခံစားကြည့်ပါကိုသူလေး တော်မငူနေတော့ဘာလို့နော်ကဲလာအိမ်ထဲဝင်မယ်နော်ကိုထူရဲ့နေကိုဘာလို့မပြောပြခဲ့ရတာလဲ
သမီးလေးသမီးဘာဖြစ်လို့လဲမမီကိုပြောပြလေသမီးရဲ့သမီးလေးမမီကိုမကြောက်နဲ့လေသမီးလေးရဲ့သမီးလေးဘာတွေခံစားနေရတယ်ဆိုတာမမီကိုပြောပြလေဟမ်ပြောလေသမီးကိုထိုးရေးစက်အဲ့ဒီအကြောင်းလေးကိုထပ်မပြောပါနဲ့တော့သမီးလေးရဲ့သမီးလေးစိတ်ဆင်းရဲနေတာကိုမမီမမြင်ချင်ဘူးမမီရဲ့စေတနာလေးသမီးလေးနားလည်ပေးနော်သမီးစိတ်ချပါမမေဟဲ့လေသူတို့နဲ့ထပ်ပြီးတော့လုံးဝထပ်မပတ်သက်တော့ပါဘူးလို့မမေဟဲ့ဒီကတိပေးပါတယ်သမီးလေးတကယ်ပြောတာနော်မမေသူတို့အားလုံးပေါင်းပြီးတော့သူတို့အားလုံးပေါင်းပြီးတော့အဲ့ဒီကိုလေးရခဲ့သူတို့အားလုံးပေါင်းပြီးတော့ဟဲ့ဒီအကွက်ကြနဲ့လှည့်စားခဲ့ကြတယ်အဲ့ဒီအရင်ကစားရပဲမမီရဲ့သမီးလေးကိုဘလူတွေကဝိုင်းပြီးတော့ညာနေကြတာလေသမီးလေးရဲ့ဟမ်ပြောလေသမီးမမီပြောသူတို့ရဲ့စီမပန်းတို့တွေအတူတူရှိနေတယ်မမီရဲ့ဘာဘယ်တေချာလို့လားသမီးဟမ်